ဆိုရင်ပညာကိုဘာကြောင့်သင်ယူသင်လဲစကေးခုကသင်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာသင်သိပါလားအဲ့တော့ဒီနေ့ခေတ်မှာပညာတစ်ခုကိုတက်မြောက်ထားခြင်းအဖြစ်ကိုယ့်အတွက်ပညာတစ်ခုတက်မြောက်ထားခြင်းကကျွန်တော်တို့အတွက်အခွင့်အရေးတစ်ခုဖြစ်လာမှာပါအဲ့တော့စပင်ညတ်တဲ့ဆိုတာကျွန်တော်တို့လက်ရတစ်ခုတည်းအတွက်ကိုလက်မှုပညာတစ်ခုတည်းအတွက်ကျွန်တော်တို့ထက်တွက်ထားတာမဟုတ်ဘဲနဲ့လူတွေနဲ့ဆက်ဆံရေးပညာကိုယ်ပိုင်လုပ်ငန်းအထီးကိုတိဆောက်နိုင်တဲ့ပညာရတစ်ခုဆိုတာကိုလည်းကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်လူတစ်ယောက်ချင်းစီတိုင်းမှာလက်ရုံးရည်ရှိတယ်လို့နှလုံးရည်လည်းရှိဖို့လိုပါတယ်လက်ရုံးရည်နှလုံးရည်ရှိတဲ့လူမှာဘဝမှာအောင်မြင်ဖို့မိမိဘဝဆက်လက်ရည်တည်ရှင်တဲ့နေရာမှာအထာကြကြကျွန်တော်တို့ရည်တည်ရှင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အတတ်ပညာ skill နဲ့မှုဆက်ဆံရေးအပိုင်းတွေ mindset တွေ business skill တွေကိုစီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေဒါတွေကိုလည်းကျွန်တော်တို့ကသိရှိထားရမှာဖြစ်ပါတယ်ဒါမှသာဘဝအတွက်တိုးတက်ပြောင်းလဲအောင်မြင်နိုင်မှာလည်းဖြစ်ပါတယ်အတစ်ဆုံးဝန်ထမ်းကနေပြီးတော့မိမိကိုယ်ပိုင်လုပ်ငန်းအထိကြီးကျယ်တဲ့ကိုယ်ပိုင်လုပ်ငန်းကြီးအထိကိုတည်ဆောက်နိုင်တဲ့ပညာကိုယ့်ဘဝကိုတိုးတက်ပြောင်းလဲနိုင်တဲ့ skill တစ်ခုဆိုတာကိုသိဖို့လိုပါတယ်